ဒါမို့လို့ဉာဏ်ရှိသောပုဂ္ဂိုလ်ဟာကာလလည်းသိရဒေသလည်းသိရဒါဥစဉ်ကဒါစာအုပ်ကလေးတအုပ်ပြုစုနေတဲ့နေရာမှာဒါလေးတွေထည့်ရေးပေးထားကာလံကာလဆိုအခုငါတို့ဒီဘဝဒီခဏဒီကာလကလေးမှာမှတန်တရားထွက်မြောက်ကြောင်းအလုပ်ကိုငါတို့မကြိုးစားဖြစ်ဘူးဆိုရင်နောင်ဒီလိုအခွင့်အရေးမျိုးဘုရားကမင်းတို့မှာအနာဂတ်ဘေးတွေရှိတယ်။ဘာဘေးတွေအခုဘုရားရှင်ကိုရောမြတ်ရဲ့သာသနာကွယ်ပြီလားမကွယ်သေးဘူးဒါတင်ဒါတည်းမကဘူးခုသူတော်ကောင်းတို့မှာလာလတန်သောအုံမင်းမစွမ်းတဲ့ဘေးရှိဘူးလားအခုလူငယ်နဲ့လူအိုတွေနဲ့တရားနာတဲ့နေရာမှာအသိတရားချင်းမှတ်မိပုံချင်းမတူတော့ငယ်ရွယ်လေးလေးဆုံးဖြတ်ချက်ပိုင်လေးထက်ထက်မြက်မြက်နဲ့ထိုးတွင်းပြီးတော့မြင်လေးဒါသဘောကျသလားလက်ကောခံသလားဘာဖြစ်လို့လဲဆိုလူကြီးဆိုတာကြီးလာပြီဆိုတာနဲ့အမျှငါးပါးအယုံကာမဂုဏ်နဲ့တကွတာယေသမီးရေးစီးပွားရေးတွေဟာမိမိတို့ရဲ့စိတ်ထဲမှာဖြည့်ဆည်းခြင်းခံရကြည့်တော့ဉာဏ်နဲ့ပတ်သက်လာရင်လည်းပွင့်လင်းခြင်းမရှိတော့တခါစိတ်ဓာတ်နဲ့ပြန်ကြည့်တော့လည်းထက်မြက်ခြင်းရှင်းသလားကလေးတွေကတခါတည်းသိသွားပြီဆိုအိုးအမေဒါအနိစ္စကြီးလေသေမျိုးလေအပြတ်ပြောရဲပဲမဲ့လူကြီးမပြောရဲဘူးဘာဖြစ်လို့သူတို့ကြောက်နေလဲရှင်းသလားအဲ့ဒီအသိတရားချင်းကိုဆုံးဖြတ်နိုင်တဲ့စိတ်ဓာတ်ထက်မြက်ပုံချင်းကိုကမတူတော့ဘူးဒါဖြုံးတီးခဲ့ကြတာဘာလို့ခဲ့ကြလဲအဲ့တော့ဘေးရှိတယ်တဲ့အိုဘေးกว่าအိုလို့ရင်လည်းအာမထုံနဲ့မရဘူးတဲ့နာဘေးกว่าဟမ်အေးရဘုရားကလဲပြီးအမှန်တမ်းသေလူမျိုးပါအနာတွေကပ်ရောက်လာပြီဆိုမှလွတ်ချင်ကျွတ်ချင်လို့မရဘူးခုကိုယ်စိတ်ဓာတ်ဘလောက်ကြန့်ခိုင်တယ်ကိုယ့်ဟာကိုယ်ပဲကြည့်ဟမ်သွေးတို့ရှိတယ်ကင်ဆာဖြစ်ပြီးထင်းတယ်ဆိုတာနဲ့ကိုယ်တခါတည်းထိတ်လန့်ပြီးဘာလို့ဘာကြရမှန်းကိုမသိတော့သဘောပါသလားအဲ့ဒါနာဘေးဟုတ်ပြီနော်နောက်သေပြီဆိုရင်ယခုဘဝသာခတ်တီတီနဲ့ဘဝင်မြင့်နေတာငါတို့ဗုဒ္ဓဘာသာกว่าဟမ်မလေးသေလိုက်တယ်ဆိုတော့ဟိုဘက်ကျတော့ဘယ်ဘုံဘယ်ဘဝဘယ်ဌာနရောက်မယ်သိသလားဘုရားကန့်လိုက်တိုက်တဲ့ဘဝလည်းရောက်ချင်ရောက်နေမှာယဟန်တန်ဃာကိုပြစ်မှားတဲ့ဘဝလည်းရောက်ချင်ရောက်နေမှာသဘောပါသလားဒါနဲ့ပတ်သက်ပြီးတော့မနေ့ကပဲသိင်ရေသက်ချမှာဓမ္မကြီးတွေနဲ့ပြောပြတယ်ဘာပြောပြတယ်လဲဆိုတော့တပည့်တော်ခင်ဗျုံးတွေကတပည့်တော်ပြောတယ်ဗျာတဲ့နေ့ဟာလေးတဲ့တရားသိလွန်တဲ့ဝါဝါမြင်တိုင်းသံဃာမှတ်မနေနဲ့ဆိုရဲတဲ့ဆိုတော့အဲ့ဒီစကားလေးဗျာလို့သတိထားဖို့တခုတော့ရှိတယ်ယဟန်သံဃာဆိုတာဟာသံဃာဂုံနေထိုက်နေတဲ့အတွက်ကျေးဇူးရှင်တွေဖြစ်နေတယ်အဲ့တော့သံဃာကိုသံဃာလို့မြင်တတ်ဖို့တော့လိုတယ်အာရှင်ပြအဲ့ဒါတော့ဟုတ်တယ်တဲ့ဒါပေမဲ့တပည့်တော်မှာအကိုတွေ့တစ်ခုရှိတယ်ရှင်ပြပြောသလိုပဲတပည့်တော်တို့သံဃာကိုကြည်ညိုတတ်ဖို့ကြိုးစားတော့အိမ်မှာလာပြီးအလူခံတယ်သူတို့ကျောင်းမှာပေါ့ကျောင်းမှာတဲ့ရေတွင်းလိုနေလို့ရေတွင်းလေးကိုရင်နေနဲ့မို့လို့လှုပ်ပေးပါဦးလူပေးပါဦးဆိုတော့တပည့်တော်တို့လှူလိုက်ပါတယ်ရေတွင်းပြီးတော့တခါရေကန်အလူခံပြန်တော့ရေကန်ပြီးတော့ရေဆက်ဆိုလို့ရေဆက်အကုန်လူပြီးတော့တခါခဏတိုင်းလာတောင်းနေတော့တပည့်တော်လည်းစိတ်ထဲမှာမကြည်ညိုနိုင်တော့ဘူးတဲ့သွားကြည့်လိုက်ပြန်တော့လည်းဘာမှဩဒီပတ္တိမဟုတ်ပြန်ဆိုတော့အဲ့ဒါဘယ်လိုလုပ်ရမလဲဓမ္မကြီးဒါတော့ရှင်းပါတယ်လို့ခုခေတ်မှာတရားပြည့်နေတဲ့ပုဂ္ဂိုလ်တွေကလည်းများတော့သံဃာဓုသံဃာရောင်တွေလည်းတပုံကြီးရှိပါတယ်အဲ့တော့ဦးဇင်းတို့သာသနာတန်ရှင်းရေးအတွက်များစွာကြိုးစားနေကြပေမဲ့လည်းခေတ်ကခေတ်ပြည့်ဖြစ်လာတဲ့ကာလကျတော့အလွဲအမှားတွေလည်းများတယ်ဒီတော့ဓမ္မကြီးနားလည်းရှင်းရှင်းပြောလို့ပဲသံဃာဟာမ